ဆုတောင်းအောင်နော်အဖဘုရားသခင်ကိုရောယေရှုတင်တယ်ဘုရားခင်ချစ်တဲ့ကိုရောသားတွေသမီးတွေကိုတမန်ကျမ်းစာကိုနှိမ့်ရှင်းလင်းစွာနားလေသဘောပေါက်ဖို့ရအတွက်ဒီရုပ်ပုံအားဖြင့်ဒီနေ့ဒါကိုဖော်ပြမယ်ဖြစ်တော့ယေရှုတော်ချီးမွမ်းပါတယ်တန်ရှင်းသောဝိညာဉ်တော်ဘုရားဒီနေရာမှာလွတ်လပ်စွာလှုပ်ရှားစီလျက်အရောက်စီတိုင်းနားလေသဘောပေါက်ဖို့ရကိုရောကိုယ်တိုင်ဒါရဲ့အထက်ကနေပြီးတော့မှကြားပြောစီပါနားထောင်တဲ့သူအရောက်စီတိုင်းကိုလည်းဘုရားရှင်ရဲ့နှုတ်ကပတ်တော်ဖြစ်သောကြောင့်နားလေသဘောပေါက်ဖို့ရအတွက်ကိုရောပဲတတ်နိုင်ပါတယ်အဖဘုရားသခင်ကိုရောကိုယ်တိုင်သူတို့ရဲ့စိတ်ဝိညာဉ်ကိုကောင်းကြီးပြီးလျက်ဒီအစီအစဉ်အားလုံးကိုဒီနေ့စက္ကအနှံတဲ့အခါမှာခရစ်တော်ဘုရားကြီးမြတ်သောနာမနဲ့အမိပြု၍ကျေးဇူးတော်ချီးမွမ်းတဲ့ဆုတောင်းစက္ကပ်ပါ၏ဖာမြတ်စွာသောဘုရားအာမင်ဒီမှာချိတ်ထားတဲ့ပုံပေါ့နော်ဒီပုံကြည့်ခြင်းအဖြစ်တော့နော်ဒီနေ့ကျွန်တော်ရှင်လုကာ19အခန်းငယ်1ကနေပြီးတော့မှ30ဒီထဲကပါတဲ့အကြောင်းအရာကိုနော်ကျွန်တော်ဝင်ငှားမှာဖြစ်တယ်အဲ့တော့ဒီထဲမှာကျမ်းစာကြည့်မယ်ဆိုရင်လုကာ19ထဲမှာဘသူအကြောင်းအရာတွေ့ရလဲဆိုတော့เนาะဒါကလူတိုင်းသိပြီးသားဇက်ကဲရဲ့အသက်တာကိုတွေ့ရလိမ့်မယ်เนาะဇက်ကဲအဲ့တော့ဇက်ကဲဆိုတာကငငယ်လေးတွေကဆန်းတဲ့ဆူတင်တဲ့အခါမှာဒီနေ့လူတွေတော်တော်စိတ်ဝင်စားတဲ့เนาะဒီနေ့ပုံကိုယ်တယောက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဝิญဉ်ပိုင်းဆိုင်ရာနဲ့ဒီဇက်ကဲအသက်တာနဲ့ခွန်အားယူဖို့ရအတွက်เนาะကျွန်တော်အထူးဝင်ငှခြင်းတယ်အဲ့တော့ရှင်လုကာအခန်းကြီး19မှာဆိုရင်တစ်ကနေပြီးတော့မှเนาะ30မှာကြည့်မယ်ဆိုရင်ယေရှုဟာတဲ့ယေရီခေါမြို့ကိုရှောက်လာတယ်เนาะကျွန်တော်ကျမ်းစာသွားလာပြောပြမယ်เนาะအဲ့တော့ယေရှုဟာယေရီခေါမြို့ကိုရှောက်လာတဲ့အခါမှာဇက်ကဲအမည်ရှိသောအခွန်ကောင်းတစ်ယောက်ဒီတဲ့เนาะအခွန်ကောင်းဆောင်လို့ပြောတယ်အဲ့ဒီပုဂ္ဂိုလ်ကငွေရတတ်တော်သူဖြစ်တယ်တဲ့တနေ့ကျတော့ယေရှုခရစ်တော်ကယေရီခေါမြို့ထဲကိုရှောက်လာတယ်เนาะဒီပုံကြည့်မယ်ဆိုရင်ဒါယေရီခေါမြို့ကြီးဖြစ်တယ်ယေရီခေါမြို့ကြီးကနေယေရှုရှောက်လာတဲ့ခါပါအဲ့ဇက်တဲ့ပုဂ္ဂိုလ်ကြီးကနော်သူ့ရဲ့နော်တိုက်ကြီးဘွားပေါ့နော်သူကချမ်းသာတဲ့သူဖြစ်တာဟုတ်အဲ့ဒီကနေပြီးတော့မှယေရှုကိုလှမ်းကြည့်လိုက်တယ်မမြင်ရဘူးလူအကြီးတော့အရန်တွေ့ရတယ်ယေရီခေါမြို့မှာယေရှုရှောက်လာတဲ့အခါမှာဇက်ကဲဆိုတဲ့အခွန်ကောင်းဆောင်တယောက်ကလူအကြီးကဒီလောက်ယေရှုနောက်ကိုလိုက်ပြီးတော့မှဦးစားပေးနေတယ်ဆိုတာကိုသိတဲ့အခါမှာအဲ့ဇက်ကဲကသိပြီးတော့မှသူ့ရဲ့နှလုံးသားထဲမှာယေရှုဆိုတာဘယ်လိုပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကိုသူကသိလို့တယ်နော်သူကသိကျင်တာယေရှုဟာဖယားလားလူလားတော်ဒီမဟုတ်နော်နာမည်ကြီးတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုတော့သိတယ်လေဒါပေမဲ့သူဟာဖယားအနေနဲ့သူဇက်ကဲကယေရှုကိုသိတာမဟုတ်ဘူးဒါဘယ်လိုလူဖြစ်တယ်ဆိုတာပဲသူသိကျင်တယ်ဘာကြောင့်ဘယ်လိုလူဖြစ်တယ်လဲဆိုတာသိကျင်ရတယ်လဲဆိုတော့တဲ့ဒီတော့များပြားတဲ့လူအုပ်ကြီးကယေရှုနောက်ကိုလိုက်ပြီးတော့မှအလေးထားပြီးတော့ဦးစားပေးနေတာတွေ့တဲ့အခါမှာဇက်ကဲကြီးရဲ့နှလုံးသားထဲမှာနော်သူဒီနေ့ခံစားချက်ရှိသွားတယ်။ဘာကြောင့်လဲဆိုတော့ယေရီခေါတစ်မြို့လုံးမှာဇက်ကဲတဲ့နာမည်ကြီးတဲ့သူမရှိဘူး။ဇက်ကဲတဲ့ဒီနေ့ဦးစားပေးရမယ့်သူမရှိဘူး။ဘာကြောင့်လဲဆိုတော့ကျမ်းစာထဲမှာအခွန်ကောင်းဆောင်ဖြစ်တယ်။ငွေရက်တတ်တော်သူဖြစ်တယ်တဲ့။အဲ့တော့ယေရှုဟာဘယ်လိုလူဖြစ်လဲဆိုတာကိုသူတိတ်သိချင်တဲ့အတွက်ကြောင့်တဲ့သူကိုယ်တိုင်ယေရှုနောက်ကိုလိုက်တယ်ဆိုတာတွေ့ရတယ်အဲ့တော့ဆင်းပြီးတော့မှသူကိုယ်တိုင်လိုက်တဲ့အခါမှာဒီမှာလူအုပ်ကြီးခံနေတယ်လူအုပ်ကြီးကြားထဲမှာဇက်ကဲလေးဟာနော်ဒီနေ့တွေ့ရတယ်အဲ့တော့လူအုပ်ကြီးခံနေတဲ့အတွက်ယေရှုကိုသူဒီနေ့မမြင်ရဘူးမမြင်ရတဲ့အခါမှာကြွတော်မူမိလမ်းကိုတဲ့ရှေ့သို့ပြေးပြီဆိုတော့တခါလဲကွန်းပြီးတော့မှပတ်ပြေးပြီးတော့မှတပန်းပင်တစ်ပင်ကိုတက်တယ်ဆိုတာတွေ့ရတယ်နော်ဒါကျမ်းစာအသွားလာနော်ရှင်လုကာ19 1ကနေ30ကိုအခုကျွန်တော်ဖတ်ပြနေတာအဲ့တော့တစ်ပင်ပေါ်တက်တဲ့ခါမှာတဲ့ယေရှုကလည်းရောက်လာရောဒီနေ့ဇက်ကဲနဲ့မျက်နှာချင်းဆိုင်တွေ့ရတယ်အဲ့ဒီချိန်မှာယေရှုကဇက်ကဲကိုခေါ်လိုက်တယ်ဇက်ကဲမြန်မြန်ဆင်းလောတင့်အိမ်မှာယနေ့ငါတဲမည်ဒီနေ့သူ့ရဲ့အိမ်မှာတဲမယ်လို့ပြောလိုက်တယ်အဲ့ဒီချိန်မှာဇက်ကဲကလည်းအလင်းမြန်ဆင်းတယ်တဲ့ကျမ်းစာထဲမှာနော်အလင်းမြန်ဆိုတော့ခုံချလိုက်တာလည်းဖြစ်နိုင်တာပေါ့နော်အလင်းအမြန်ဆိုတော့ဖြည်းဖြည်းလေးဆင်းတာမဟုတ်အလင်းမြန်ဆင်းနေတယ်ဆင်းပြီးတော့မှတဲ့ယေရှုကိုသူ့အိမ်မှာဧည့်ခံတယ်ဆိုတော့တွေ့ရတယ်ဇက်ကဲဟာယေရှုကိုသူ့အိမ်မှာဧည့်ခံတယ်ဧည့်ခံတဲ့အခါမှာနော်ဒီစားပွဲတော့ဝဲတွေနဲ့ဒီခါလေးဧည့်ခံတဲ့အခါမှာယေရှုခရစ်တော်ကသူ့ကိုအာဗြဟံရဲ့သားမင်းရဲ့ယုံကြည်ခြင်းနော်မင်းရဲ့လှုပ်ဆောင်ခြင်းကိုဒီသဘောကျတဲ့အခါမှာအာဗြဟံရဲ့သားလို့နာမည်သတ်မှတ်တယ်အဲ့ဒီချိန်မှာ
စကဲကြီးကနှလုံးသားပြောင်းလဲသွားပြီးတော့မှသူကဘာလုပ်လဲဆိုတော့သူ့စီမှာရှိတဲ့ငွေနော်သူ့ရဲ့ကိုယ်ပိုင်ငွေအဲ့ဒီဥစ္စာတဝက်တိတိကိုတဲ့ဆင်းရဲသောသူတို့ကိုဝေမျှတယ်ဆိုတော့တွေ့ရတယ်အဲ့ဒါကရှင်လုကာ19တက်ကနေ30ဒါကျမ်းစာဖတ်သွားတာအဲ့တော့ကျွန်တော်တို့ဒီကျမ်းစာအကြောင်းပြောတဲ့အခါမှာ၃ခုရှိတယ်နေ့စဉ်ကျွန်တော်ကျမ်းစာဖတ်တော့အခါမိကွန်း၃ခုမိမှာဘာကိုဆိုလိုတယ်လဲအတိတ်ဘယ်ကဘာလဲဖယားရှင်ဘာပြောနေတယ်လဲ၃မျိုးရှိတယ်အခုကျွန်တော်တစ်မျိုးဖတ်သွားပြီနော်ဘာကိုဆိုလိုတယ်လဲဆိုတာကကျမ်းစာဖတ်တဲ့အခါမှာကျွန်တော်နားလည်တယ်အတိတ်ဘယ်ကဘာလဲဆိုတာကိုအသွားအလာကိုရှင်းပြမယ်အသွားအလာကျမ်းစာစကားကိုပဲကျွန်တော်တို့လူတွေနားလည်အောင်စကားပြေးအနေနဲ့အသွားအလာရှင်းပြမယ်ပြီးတော့မှအနှစ်ဖြစ်တဲ့ဖယားဘာပြောနေတယ်လဲဆိုတာကိုတစ်ခါဖွင့်ပြမယ်နော်အဲ့ဒီ၃ချက်ကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့တော့ကျမ်းစာဖတ်မယ်အတိတ်ဘယ်ကိုအသွားအလာရှင်းပြမယ်ပြီးလို့ရှိရင်တော့ဖယားဘာပြောတယ်လဲဆိုတဲ့ဝိညာဉ်တော်ရဲ့ပြောတန်ကိုဒီနေ့နားထောင်ဖို့လိုတယ်အခုကျွန်တော်ပြောမှာနံပါတ်1ကိုပြောမှာနံပါတ်1ကခုနကျမ်းစာဖတ်သွားတယ်ခုနံပါတ်2ကအခုအသွားလာပြောမယ်နော်ဒီနေ့အဲ့ဒါကိုခုနစကားနဲ့ခက်ဆင်ဆင်မယ်ဒါပေမဲ့အသွားလာကိုသူကပို့ပြီးတော့ရှင်းပြမယ်အဲ့ဒီနှစ်ချက်ပြီးလို့တရားဟောချက်မပြီးသွားဘူးနော်အဲ့ဒီနှစ်ချက်ပြီးသွားရင်ကျွန်တော်တို့ကခွန်အားရတယ်လို့တချို့ပြောကြတယ်ခွန်အားရစရာမရှိဘူးကိုယ့်အကိုအိမ်မှာဖတ်ရင်လည်းအဲ့လိုပဲနားလေတယ်နော်ဒါပေမဲ့တချို့ကြတော့အဲ့ဒီအသွားလာလေးရှင်းပြပြီးတာနဲ့ဝิญဉ်တော်ဖွင့်ပြတဲ့အနက်မှာပါပဲနဲ့နော်အစီဝေးသိမ်းသွားတယ်ဆိုရင်လည်းဒါမဟုတ်သေးဘူးအခုကျွန်တော်ဒီဇက်ကဲနဲ့ပတ်သက်တဲ့အသက်တာတစ်ခုတည်းကိုကျမ်းစာအသွားလာနဲ့နားလည်အောင်နော်ဒီနေ့ရှင်းပြတာဖြစ်တယ်ကဲဒုတိယအချက်ကိုကျွန်တော်ကြည့်အောင်ယေရီခေါမြို့ယေရီခေါတစ်မြို့လုံးကြီးမှာအခွန်ကောင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်ဟာဒီနေ့အခွန်ကောင်းဆောင်ဆိုတဲ့နေရာမှာကျွန်တော်အကောက်ခွန်အရာရှိပေါ့ဗျာနော်ယူဥစ္စာပေါ့အဆင်မရှိတဲ့စည်ရေးစီကြီးမဟုတ်ဘူးနော်တကယ်အရာရှိအကြီးဆုံးပုဂ္ဂိုလ်ကြီးဖြစ်တယ်တဲ့ဇက်ကဲကအဲ့တော့ဒီမျိုးကြီးတစ်မျိုးလုံးကနေပြီးတော့မှသူ့ကိုဝိုင်းပြီးတော့မှဦးစားပေးပြီးတော့ဟာဇက်ကဲဆိုတော့လေးမြောက်ထိုးပင်ကုန်နဲ့နော်အခွန်နဲ့ရှော့ကောက်အောင်ပေါ့လေအဲ့လိုမျိုးနဲ့နော်သူ့ကိုဝိုင်းပြီးတော့ဦးစားပေးနေရတဲ့လူတွေကြားထဲမှာဦးစားပေးတဲ့လူတွေကြားထဲမှာသူကတော်တော်လေးသူကမာနကြီးပြီးတော့မှဘဝင်းနေမြင့်ပြီးတော့မှအသက်ရှင်နေတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဒါပေမဲ့သူအဲ့လိုဖြစ်နေတဲ့အချိန်မှာယေရှုဆိုတဲ့ပုဂ္ဂိုလ်ဒီယေရီခေါမြို့ထဲဝင်လာပါဗျာဝင်လာပြီဝင်လာတဲ့ခါမှာဟာတော့ကလူအုပ်ကြီးကအများကြီးပါလာဒါလူအုပ်ကြီးပေါ့နော်ဟာစကေးအံ့ဩသွားတယ်သူတလောက်နာမည်ကြီးတယ်သူတလောက်အခွန်အရာရှိဆိုပြီးတော့မှခေါင်းဆောင်ကြီးဆိုပြီးတော့လူတွေအမွှန်းတင်တော်ညာလဲအဲ့လောက်များပြားတဲ့လူအုပ်ကြီးကသူ့နောက်မှာတခါမလိုက်ဘူးဒါပေမဲ့ယေရှုနောက်ကိုလိုက်တယ်ဆိုတာကို तू ကတွေ့လိုက်ရတော့ဟာသူ့စိတ်ထဲမှာတော်တော်လေးမနာလိုတဲ့စိတ်တွေရှိသွားတယ်ဒါတော့စဉ်းစားကြည့်ပေါ့နော်ကိုယ့်ထက်သားရင်မနာလိုဘူးဆိုတဲ့နော်သဘောတဘာဝတွေဟာဒီမှာပေါ်တယ်တော့ကျမ်းစကားရဆိုရင်ဘယ်လိုလူဖြစ်တယ်လဲဆိုတာငါသိချင်တယ်တဲ့ဒါကျွန်တော်နားလည်အောင်ပြောပြမယ်ယေရှုဆိုတာဘယ်လိုလူဖြစ်တယ်ဆိုတာသိလို့တယ်လို့ तू ကအဲ့လိုပြောတယ်သိလို့တဲ့အတွက်ကြောင့် तू ဘာလုပ်မလဲတခါတည်း तू ကိုယ်ရရှင်းတယ်လိုက်မယ်ငါလိုက်ကြည့်မယ်ဘယ်လိုလူလဲဒါပေမဲ့ तू ဒီမှာနော်ပုံကလေးကြည့်ရင်ပူပူလေးရဲ့ဇက်ခဲကအရက်ပူတယ်အရက်ပူတဲ့အတွက်ကြောင့်လူအုပ်ကြားထဲမှာသူတိုးဝင်လို့မရဘူးဘလို့မှသူတွားလို့လာလို့နော်အခက်ခဲတွေ့ရတယ်အဲ့တော့မမြင်ရတဲ့အခါမှာသူဘာလုပ်လဲဆိုတော့ကြွတော်မူမိလမ်းဆိုတော့သူရှိသွားမဲ့ယေရှုသွားမဲ့လမ်းကိုကွန်းပြီးတော့မှပြေးတာဗျာနော်တဲ့ပြေးလို့မရအောင်လူအုပ်ကပိတ်နေတာဟုတ်ခါကွန်းပြီးတော့မှပြေးပြီးတော့မှရှေ့ကနေကြည့်မယ်ဆိုကြည့်တဲ့အခါမှာဒီတိုင်းရက်ကြည့်ရင်တော့လူအုပ်နဲ့ပါသွားမယ်မဖြစ်ဘူးဆိုတဖမ်းမြင်တက်တာတဖမ်းမိတပြန်လည်းရှေ့မှာအစင်းသင်းရှိနေတယ်အဲ့တဖမ်းမိတက်တော့ကြွားချမှာတရားထိုင်ပြီးတော့မှယေရှုကငါသေချာကြည့်မယ်ဘယ်လိုလူလဲဆိုတာကိုတကယ်လဲကြည့်ဖို့အတွက်လည်းတက်ပြီးတော့ယေရှုကလည်းရှေ့မှာလည်းရောက်လာရောယေရှုနဲ့လည်းတွေ့လိုက်ရောဟာယေရှုမျက်နှာလည်းမြင်လိုက်ရောယေရှုကစနှုတ်ဆက်တာကဇက်ကဲကမခေါ်ဘူးဇက်ကဲတဲ့သူ့နာမည်နဲ့တကွာခေါ်တယ်မြန်ဆင်းတဲ့မင်းအိမ်မှာငါဒီနေ့တဲမယ်အဲ့တော့ယေရှုနဲ့တွေ့ပြီဆိုရင်ယေရှုကစကားပြောတယ်နော်ကျွန်တော်သင်ခန်းစာယူမဲ့ချက်တွေနောက်မှဖော်ပြပေးမယ်စကားပြောတဲ့အခါမှာသူ့နှလုံးသားကပြောင်းလဲသွားတယ်အခွင့်အရာရှိကြီးပဲကွဆိုတဲ့မာနာကြီးတစ်ခွဲသားနဲ့